Hello everyone အားလုံးပဲမင်္ဂလာပါအောင် review channel ကနေကြိုဆိုလိုက်ပါတယ်အောင် review channel ကဆိုရင် negative မှာရှိတဲ့အရာတွေကိုကျွန်တော်ကနေပြီးတော့ review ပေးမှာဖြစ်ပါတယ်အခုဒီနေ့ကျွန်တော် review ပေးချင်တဲ့အရာလေးကတော့ဆမပုံညာခင်ရဲ့နောက်ဆုံးထပ်ထားတဲ့နှစ်အုပ်ထဲကနေပြီးတော့နောက်ဆုံးနှစ်ခက်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီဆမ်မပုံညာခင်ရဲ့နောက်ဆုံးနှစ်ခက်ဆိုတဲ့စာအုပ်ပါဆိုရင်ဒီ2024အကုန်ပိုင်း2025အစပိုင်းလောက်မှာထွက်ထားတဲ့နောက်ဆုံးထွက်ပေါ့နော်ဒီဆမ်မပုံညာခင်နောက်ဆုံးထွက်ထားတဲ့နောက်ဆုံးနှစ်ခက်နဲ့အိမ်မက်ဆက်ကျိုးဆိုတဲ့ဒီစာအုပ်နှစ်အုပ်ထဲကနေပြီးတော့တအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်ထဲမှာဆိုရင်ပို့ပြီးတော့စာဖတ်သူတွေတော့ပို့ပြီး special ဖြစ်နေတာဒီစာအုပ်ထဲမှာအားလုံးမထင်ထားတဲ့ဒီ LGBT ဒီ BL ရွှေဘိုးနဲ့ရှင်သွေးဆိုတဲ့ဒီဇက်ဆောင်တော့မဟုတ်ဘူးเนาะဇက်ဖို့အဲ့လိုဇုံတွဲလေးပါတဲ့အတွက်ပို့ပြီးဒီစာအုပ်ကိုပို့ပြီး special ပို့ပြီးထူးခြားစေတယ်ပေါ့နော်ဒီဝတ္ထုကိုကျွန်တော်ကြိုက်တဲ့နောက်တစ်ချက်ကကျတော့သူကဝတ္ထုရဲ့ဇက်ကောင်တွေရဲ့နာမည်ပေါ့နော်ဥပမာအဲမွန်တရားတို့ဒီခင်ယွန်းတို့ရှင်ငိမ့်တာတို့မြက်ရတို့မြက်ထင်တို့အကုန်လုံးပေါ့ဒါကကျတော့သူကကျတော့ပထမအင်္ဂလိပ်မြန်မာစစ်ကို inspire ယူပြီးတော့ရေးထားတာသူကဒီစာအုပ်ရဲ့အဓိကနှစ်တာတာကျတော့သူကစစ်ကြောက်ဖြစ်တဲ့အရာတွေကိုသူကပြောပြချင်တာပြောချင်တယ်အခုမြန်မာနိုင်ငံမှာကွာဒီစစ်ကြောက်ဖြစ်တဲ့အရာတွေကိုအဲ့ခေတ်တုန်းကလည်းဘယ်လိုခံစားရတယ်ဘာတွေလုပ်ရတယ်ဆိုတော့ဟုတ်လောက်ပြီးတော့အချစ်နဲ့စစ်နဲ့ကိုတွဲပြီးတော့ရေးထားတဲ့စာအုပ်လေးလို့မြင်ပါတယ်ပြီးတော့ဒီဝတ္ထုထဲမှာပါတဲ့အဲမွန်တရားဆိုလို့ဒီတကယ်မွန်သူရဲ့ကောင်းပေါ့နော်ကျွန်တော်မကြားဘူးအဲ့ဒါကိုတေချာရှာပြီးတော့ရေးထားတယ်နောက်ပြီးတော့ခင်ယွန်းတို့ဆိုလေတကယ်ကောင်းတဲ့ဒီ fictional name တွေပေါ့နော်ဒါကကျတော့သူကရန်ကုန်ရဲ့အမရပူရရဲ့ကိုလွန်ဆွဲသူလို့ဆွဲပြီးတော့တခြားပြေးပြေးထားတာခင်ရွာကျတော့သူကအမရပူကသူကအမရပူကတော့မဟုတ်တာစမိတ်ခုံอ่ะပေါ့နော်စမိတ်ခုံနေကဒီအဲမွန်တရားကျတော့သူကရန်ကုန်မှာနေတာသူကတနင်္လာရီသားဒီလိုလုံးဝကိုအရန်ကောင်းတယ်လို့ပြောရမယ်ပြီးတော့နောက်တစ်ခုကကျတော့သူကပထမဆုံးစတာကကျတော့ဒီအဲမွန်တရားရဲ့အဖေနိုင်မြတာနဲ့စတာပေါ့နော်အဲနိုင်မြတာနေစပြီးတော့ဘယ်လိုပြီးတော့အစစ်စစ်လုံးဝဇက်အိမ်ကိုတိကျတည်ထားပြီးတော့အကောင်ဆုံးရေးထားတာပေါ့နော်ဒီစာဝါကျတော့သူကစစ်ရဲ့အချစ်ရဲ့ပုံစံကိုပြောထားတာခင်ယွန်းအဲမွန်တရားရဲ့မျက်ထင်သုံးပွင့်ဆိုင် triangle life သုံးပွင့်ဆိုင်အချစ်ကိုပူပြီးဥတည်ထားတဲ့အချစ်မှာကြတော့လေဒါပေမဲ့သုံးပွင့်ဆိုင်အချစ်လို့ဥတည်ထားပြီးမဲ့လေဒီရှင်ငိမ့်တာဆိုတဲ့ကောင်မလေးကကြတော့အဲမွန်တရားကိုကြိတ်ပြီးတော့ crush နေရပါတော့အဲ့လိုကနေပြီးတော့သူကဘယ်လိုကောမလဲပြီးတော့ညက်ရလဲပါသေးတယ်ဆိုတော့ပြောရရင်ချစ်မလောက်ပေါ့နော်ညက်ရတို့ချစ်မလောက်တို့ပါသေးရဲ့ဆိုတော့လောကငါးပွင့်ဆိုင်လို့ပြောအောင်မယ်လေးပွင့်ဆိုင်မကငါးပွင့်ဆိုင်တော့အချစ်ဆိုတဲ့အရာကိုတေချာပြီးပြင်းစွာတေးဖော်ထားပြီးတော့ဒီပထမအင်္ဂလိပ်မြန်မာစစ်ဖြစ်တည်လာခြင်းအကြောင်းရင်းကိုတေးသေးချာချာအစနဲ့အဆုံးကိုဒီဇက်ကောင်တွေရဲ့ပုံစံလည်းမပြောက်သွားဘူးဒီစစ်ရဲ့ပုံစံလည်းဖြစ်သွားတဲ့မပြောက်သွားဘူးသူကဒီဝတ္ထုပုံစံနဲ့ရတာလည်းခံစားရမယ်ပြီးတော့သူကဘူးတုဒလည်းရပထမအင်္ဂလိပ်မြန်မာစစ်ဘယ်လိုဖြစ်ရတယ်ပြီးတော့ပထမအင်္ဂလိပ်မြန်မာစစ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီမှာမြဝတီမင်းကြီးဦးစာတို့မဟာဗန္ဓုလာတို့ဗာကြီးတော်တို့စကိုင်းမင်းတို့နမ်းမတော်မင်းတို့အကုန်လုံးဒီချာကိုကောင်းကောင်းရေးထားတယ်ပေါ့နော်ပြီးတော့ဒီထဲမှာနောက်တစ်ခုကကျတော့ရှင်ငိမ့်တာရဲ့အချစ်ပေါ့နော်ရှင်ငိမ့်တာကြတော့ပြောရမယ်ဆိုရင်ဒီအဲမွန်တရားအဖေရဲ့နာမည်ကို inspire ယူပြီးတော့နာမည်နိုင်မြတာနေပြီးတော့ရှင်ငိမ့်တာဆိုနာမည်ပေးထားပါတော့နော်အဲရှင်ငိမ့်တာနေပြီးအဲမွန်တရားကိုကြိတ်ပြီးတော့ချစ်နေတယ်အဲမွန်တရားနေပြီးတော့ခင်ယွန်းကိုကြိုက်တယ်အဲခင်ယွန်းကနေပြီးတော့လုံးဝမျက်ထင်နဲ့လက်ထက်တော့မယ်စိတ်ဆက်ထားရပေါ့နော်အဲ့လိုတေးချာကိုအချစ်ဆိုတဲ့အရာကိုရှုပ်ထွေးနေရအဲ့လိုရှုပ်ထွေးနေရကြားရနေပြီးတော့သူကနေပြီးတော့အဲ့ပထမအင်္ဂလိပ်မြန်မာစစ်ဒီစစ်တိုက်ဖို့ဆိုပြီးတော့အဲ့တိုင်းပြည်ပြည်တွေခေါ်ရလေခေါ်တဲ့ချိန်ကျတော့စစ်တိုက်ရတယ်အဲမွန်တရားတို့စစ်တိုက်ထွက်ရတယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့ပုံစံမျိုးတေးချာရိုက်ထားတာပြီးတော့ तू ကဒီနောက်ခံဇက်ကိုပြောရမယ်ဆိုရင် तू ကပထမဆုံးနောက်ခံဇက်ယူထားရရန်ကုန်ပဲအတိအအခြေယူထားပါလို့ဆိုတော့ဒီရန်ကုန်ကပထမအင်္ဂလိပ်မြန်မာစစ်မှာအင်္ဂလိပ်တရားပထမဆုံးရန်ကုန်စတိုက်တယ်လေအဲ့ဒီပထမအင်္ဂလိပ်မြန်မာစစ်မှာစပြီးတော့တိုက်တဲ့နေရာရန်ကုန်ကနေစပြီးယူထားတာအဲ့ရန်ကုန်ရွှေကုန်းဖျားကြီးတော့အဲ့ရန်ကုန်ကနေပြီးတော့ကြီးမြင့်တိုင်ရက်တို့
တန်လင်းတို့တေးချာနတ်ဆန်ကိုရိုက်ထားပေါ့ပြောရရင်တကယ် time travel သွားပြီးတော့ကိုယ်တိုင်အဲ့ဒီပထမအကလစ်မြန်မာစီနေသွားပြီးလေ့လာတယ်လို့မျိုးပဲခံစားရမယ်လုံးဝရတာလည်းခံစားရမယ်ဘူးတူတာလည်းရမယ်ဆိုတဲ့စာအုပ်တုပ်ပေါ့နော်ဒီစာအုပ်နဲ့ပတ်သက်ပြီးနောက်တစ်ခုပြောချင်တာကကျတော့ဒီစာအုပ်ဖတ်ပြီးတော့လေဒူရင်ဒီလုံးဝစားချင်တာမယ်ဒူရင်ဒီတော့မှရိုးဒူရင်ဒီမဟုတ်ကွန်ကမော့ဒူရင်ဒီသူကပြောထားတာကွန်ကမော့ဒူရင်ဒီကအစပိုင်းမှာချို့တယ်အလဲပိုင်းရောက်တော့စိတ်သွားတာပြီးနောက်ပိုင်းတော့ခါသွားတယ်သူကဘယ်ဥစ္စာဥပမာပေးချင်တော့ကွန်ကမော့ဒူရင်ဒီ equal to အချစ်နောက်တစ်ခုကကျွန်တော်အကြိုက်ဆုံးရာမျက်နှာဖုံးဒီဇိုင်းလုံးဝတေချာပကြီးစရာနဲ့ကိုတေချာအပ်ပြီးတော့လုံးဝအကောင်းဆုံးလုပ်ထားတယ်ဆိုပြောရမယ်မျက်နှာဖုံးအသားအစားမာတယ်ဒီဇိုင်းဆွဲထားတဲ့ပုံစံစမိုက်တယ်ဒီမှာလုံးဝစစ်ကြောက်ပတ်သက်တဲ့အရာတွေကိုသူကပထမဆုံးဒီစာအုပ်အောက်မှာနောက်ဆုံးနှက်ခက်ဆွဲအောက်မှာရေးထားပါဘောနော် That story is set against a backdrop of the fast and go Myanmar War alongside some period event in the history of the Shwedagon Pagoda. To put it another way, this story is all about war and its damage impact on the society involved. သူပြောချင်တဲ့အကြာက तू ကစစ်နဲ့ပတ်သက်တဲ့ damage ထိခိုက်မှုတွေဘယ်လိုခေါ်မလဲစစ်နဲ့ပတ်သက်တဲ့စိုးကျိုးတွေကိုအဓိကဖော်ပြချင်တာဖြစ်ပြီးတော့ तू ကပြိတ္တတွေလည်းမပြင်းအောင်အချစ်လေးထည့်ပေးထားတဲ့ပုံစံမျိုး तू အဓိကပြိတ္တတွေကိုအဓိက message ပေးချင်တာကကျတော့စစ်ဆိုတာမကောင်းဘူးစစ်ကြောင့်လူတွေဘယ်လောက်ထိခိုက်ရတယ်ဆိုတာကိုအဓိက तू က message ပေးချင်တာဘယ်လိုပေးချင်လဲဆိုတော့ तू က2024ကုန်ပိုင်းပြောရင်တော့အခုမြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့စစ်နဲ့ပတ်သက်ပြီးတော့ဆီယာမပုံညာခင်ကနေပြီးတော့စာအုပ်တုပ်ရေးချင်တဲ့ဆိုတဲ့ပုံစံတစ်ပေါ်အဲ့လိုပုံစံလို့ကျွန်တော်ထင်မိတယ်ပြီးတော့ဒီစာအုပ်နဲ့ပတ်သက်ပြီးနောက်တစ်ခုပြောချင်တာကကျတော့ သူကပုံမှန်ကျွန်တော်တို့လိုဝတ္ထုဖတ်တဲ့သူတွေဝတ္ထုကြိုက်တဲ့သူတွေဒီလောက်စာအုပ်အထူကြီးကကိစ္စမရှိပေမဲ့အခုမှဝတ္ထုစာဖတ်တဲ့သူတွေဝတ္ထုကိုသိမကြိုက်တဲ့သူတွေအတွက်တော့ဒါပြင်းစရာကြီးလို့ထင်တယ်ဝတ္ထုရှည်ကြီးကကျတော့သူကထင်တာပေါ့အမှန်တကယ်ဝတ္ထုရှည်ကြီးမှတကယ်ကောင်းတာမအိမ်ကန်တို့ဆိုရင်လုံးဝရန် perfect ဖြစ်တဲ့သူဝတ္ထုရှည်တလောက်လေဒါပေမဲ့ဒါကပိုရှည်ဒီကျွန်တော်ဒီစာအုပ်ကြိုက်တဲ့တခုကကျတော့အဲ့ဒါပေါ့နော်သူကအစတကယ်ပေးရတဲ့စီ4000ခွဲနဲ့ကိုတကယ်တောင်းကိုတကယ်ဘယ်လိုခေါ်မလဲဘူးတူတာရတယ်ပုံမှန်လိုမျိုးသူကအချစ်ကြောင့်ဖြစ်တယ်ကွဲတယ်အဲ့လိုပုံစံမျိုးမဟုတ်ဘူးသူကစစ်နဲ့အချစ်နဲ့ကိုတွဲပြီးထားဒီမှာကျွန်တော်တိုက်တဲ့စာကြောင်းလေးတစ်ခုပြအချစ်စစ်အရာအလုံးကအတူတူပဲတဲ့ဘယ်လောက်ထိကောင်းလိုက်တဲ့စာသားလေးလဲဒီစာဖတ်ပြီးတော့ပြိတ္တတွေကဗာပြီးတော့ခံစားပြီးပါကြီးကြုံတွေ့လိုက်မယ်ဆိုတော့စစ်ကိုမုန်းတီးလာမယ်စစ်ကြောင့်ချစ်ရသူတွေကိုကွဲရတယ်စစ်ကြောင့်ချစ်ရသူတွေတည်ဆုံးရတယ်စစ်ကြောင့်တိုင်းပြည်ပြတ်ရတယ်စစ်ကြောင့်လူတွေအိုးအိမ်မဲ့ဖြစ်ရတယ်စစ်ကြောင့်အရာအလုံးကစိုးကျိုးတက်ရောက်မှုတွေပဲရှိတယ်စစ်ဆိုတာလုံးဝမကောင်းဘူးဆိုတာကိုလုံးဝဘယ်လိုကော message ပေးချင်တာအဲ့ဒီတပတ်သူတွေကစစ်ကိုမုန်းတိလာမယ်စစ်ဆိုတဲ့အရာကြီးကမလိုချင်တော့ဘူးအဲ့ဒီ message ကိုပေးချင်တဲ့ခံစားမှုတွေကဒီဇပတ်တွေရဲ့ program မှာရောက်လာမယ်ပြီးတော့နောက်တစ်ခုကအချစ်ဆိုတဲ့အရာကိုတေချာနားလည်လာမယ်အဲ့လိုပြောတာစစ်ရဲ့အချစ်ရဲ့ကိုတေချာရောထွေးပြီးတော့ရေးထားတဲ့ပုံစံဆိုကျွန်တော်အရန်ကြိုက်တယ်ဒီစာအုပ်လိုမျိုးပေါ့နော်နောက်တစ်ခုကျွန်တော်ကြိုက်တဲ့တစ်ခုကကျတော့သူကဒီရွှေဒဂုံဖျားကြီးကိုတကယ်ပထမဆုံးတရီတီလို့ပြောရမှာပေါ့နော်ပထမဆုံးဇက်အိမ်တီးပြီးတော့ဒီမွန်လူမျိုးတွေဗမာလူမျိုးတွေဒီနောက်ဆုံးကျွန်တော်အကြိုက်ဆုံးတစ်ခုပါတာရိုးရာဟိုကရိုးရာတီကိုပါလာရိုးရာအယုတ်တရားပြည်ကဒီကရောဝိတ်ဆိုတဲ့အရာတွေရဲ့မင်းရွှေရုံတို့လုံးဝဒီဘယ်လိုခေါ်မလဲအသေးစိတ်ထားတာအဲ့ဒီအရှိပိုင်းတွေကိုလုံးဝအသေးစိတ်ရေးထားတာဒီရိုးရာနေပြီးဘယ်လိုလှေလော်တယ်ဘယ်လိုစကားပြောတယ်ဘယ်လိုခိုးပြေးတယ်ပြီးအယုတ်တရားပြည်ကြီးဘယ်လိုပြတ်သွားတယ်အဲ့လိုပေါ့နော်လုံးဝကြိုက်တယ်ဒီ time travel သွားပြီးဒီ time travel အဲ့ဒီပထမအကမြန်မာစစ်တယ်မကဘူးအဲ့ဒီအယုတ်တရားပြည်တကယ်ရောက်သွားသလိုပဲလုံးဝအရင်မိုက်တယ်အယုတ်တရားပြည်ကဘယ်လိုခါနာတယ်ဆိုတော့တေချာရေးထားတာမျိုးလုံးထဲမှာကွက်ကွင်းပေါ်တယ်ကိုယ်တိုင်ကတော့ဒီကရဝိတ်မဟုတ်ဘဲနဲ့သူခံစားသူ့နေရာမှာခံစားပြီးတော့တကယ်မျက်ရည်ပါကြာချင်လာတယ်မျက်ရည်မကြာမျက်ရည်ပါကြာချင်လာတယ်လုံးဝရမ်းကောင်းတယ်ပြီးတော့အဲ့ဒီကရဝိတ်ရဲ့အဲ့ဒီ main ရွှေရုံဆိုတဲ့ဒီစစ်သားလေးနဲ့ပေါ့နော်အဲ့ဒီစာတွေတေချာရေးထားတယ်ဒီချစ်ချင်းမေတ္တာတွေဒီထဲမှာဆိုရင်ချစ်ချင်းမေတ္တာတော်များများပါတယ်ဒါပေမဲ့အဲ့ဒီချစ်ချင်းမေတ္တာဘာကြောက်ပြက်လဲဆိုရင်အဓိကစစ်ကြောက်ပြက်တယ်အဲ့လိုပြောချင်တာဒီနောက်ဆုံးပြချာဆုံလဲပြောမယ်ဆိုရင်ရွှေဘိုးနဲ့ရှင်ထွေးပေါ့နော်သူတို့လည်းစစ်ကြောက်ပဲကွဲသွားတာလုံးဝစစ်ဆိုတဲ့အရာကြီးချစ်တူနှစ်ဦး
ပြောရမယ်ဆိုအလွန်ချစ်ကြသောချစ်သူနှစ်ဦးကိုခွဲနိုင်တော့ဒီတက်တိဒီဤစစ်နိုင်ပင်ရှိဤဆိုတော့ကိုလုံးဝတေချာရေးထားတာပေါ့ဒီစာအုပ်ကိုကျွန်တော် review ပေးပြီးဆိုတော့ဒီစာအုပ်ကိုအမှတ်ပေးရမယ်ဆိုရင်ထမ်းမှာ9လောက်ပေးရပေါ့နော်ဘာလို့ထမ်းပြမရလဲဆိုကျွန်တော်ပြန်ပြီးတော့ဒီစာအုပ်ကိုနည်းနည်းဘာလို့9လောက်ပဲပေးရဆိုပြီး review ပြန်ပေးမယ်နံပါတ်1ချက်ကကြတော့သူကခင်ယွန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူကဒီစာအုပ်ထဲမှာဒီနောက်ဆုံးမှာအဲ့မွန်တရားနေပြီးတော့သူကစိတ်ကိုစိတ်နာလို့အချစ်ကိုစိတ်နာလို့သူကအချင်းတနာတီရီဆိုပြီးတော့ဖုန်ကြီးဝတ်သွားတယ်ဆိုတာကိုတေချာဖော်ပြထားတယ်ဒါပေမဲ့အားလုံးစိတ်ဝင်စားတဲ့ရောက်နေတာခင်ယွန်းသူကပုံမှန်တိုင်းဆိုရင်သူကရန်ကုန်ကပြန်လာမယ်ဆိုရင်မျက်ထင်နဲ့စိတ်ဆက်ပြီးလက်ထက်တစ်ခါလေးပြီးသွားမယ်ဒါပေမဲ့သူကရန်ကုန်ပြန်တဲ့ချိန်မှာစစ်ဖြစ်တဲ့အချိန်ဆိုတော့အဲ့ဒီမှာမျက်ထင်မရှိတော့စိတ်ဆက်လိုက်ရလားလက်ထက်လိုက်ရလားမသိဘူးဒါပေမဲ့ကိုမျက်ထင်မတရားတော့တေချာဒါပေမဲ့သူကစိတ်ဆက်လိုက်တာလားစိတ်ဆက်ဖို့ဖြတ်ပြီးလက်ထက်လိုက်တာလားဆိုတာလက်ထက်လိုက်တီးဆိုတော့တေချာမရေးထားတဲ့အတွက်နည်းနည်းစိတ်ကတိကအောက်ဖြစ်စရာလေးတစ်ခုပေါ့နော်နောက်တစ်ခုကသူကဘယ်လိုခေါ်မလဲဒီစမပုံညာခင်ကကျတော့ဒီအစာပိုင်းလုံးဝဒီတော်တော်စာအုပ်ရဲ့4ပုံ3ပုံလောက်တေးချာဇလန်အသေးစိတ်ရေးထားပြီးတော့ဒီ4ပုံ3ပုံရဲ့နောက်ပိုင်းကျန်တဲ့တပုံကိုကျတော့ဘယ်လိုခေါ်မလဲအပေါ်ရန်ပြီးတော့ရေးထားတယ်လို့ဇသိမ်းပိုင်းကျတော့နည်းနည်းဘယ်လိုခေါ်မလဲစာအုပ်ထူသွားမှာဆိုလို့ပုံစံလာတော့မတည်ဘူးပေါ့နော်အဲဒီစာအုပ်ထူသွားပုံစံလာတော့မတည်ဘူးအဲဒီနောက်ပိုင်းကျတော့မြန်လေးရေးလိုက်တဲ့ပုံစံသူကနည်းနည်းအပေါ်ရန်တက်ပဲပေါ့နားလေုံတော့ပဲတေချာအသေးစိတ်မရေးထားပဲနဲ့အဲ့လိုအပေါ်ရန်ရေးလိုက်တဲ့အတွက်နည်းနည်းဖတ်ရတာနည်းနည်းဖီးပြတ်သွားတာအဲ့လိုပုံစံမျိုးဖြစ်သွားတယ်အစပိုင်းကတော့လုံးဝကောင်းတယ်အသေးစိတ်ဘာလို့ဆိုတော့ကဲရန်ကောင်းတယ်ဒီနောက်ပိုင်းလေးမှာနည်းနည်းပေါ့သွားတာသူကပေါ့သွားတာပထမဆုံးလုံးဝလေးနက်တယ်ပြီးတော့ဒီစာအုပ်ပတ်သက်ပြီးနောက်မကောင်းတာကျတော့သူကဒီအရှင်တနာတီရီဟိုသွားပြီးဒီလုံးဝအစပြောက်သွားတာကျတော့အဲ့မွန်တရားရဲ့အဖေနိုင်တာသူအသက်ရှင်သေးတယ်သူအတနင်္လာရီမှာရှိရလို့သိတယ်ဒါပေမဲ့ရန်ကုန်မှာစစ်ဖြစ်ပြီးတော့စစ်ဖြစ်တဲ့ကောင်မစားအဲ့နောက်ပိုင်းရန်ကုန်ရောက်ပြီးအဲ့မွန်တရားဘက်ကိုဇက်အိမ်တဲလိုက်တဲ့ချိန်မှာသူ့အဖေနဲ့အဆက်တွေရတဲ့စုံယုံလောက်တော့မှမပြထားဘူးသူ့အဖေအကြောင်းလုံးဝဘယ်လိုခေါ်မလဲနည်းနည်းလေးပဲတွေ့ရတယ်အဖေကလာကြည့်သွားသည်အဖေလာပြောသွားတယ်အိမ်မနေပါလားအဲ့လောက်ပဲပါတဲ့သူကနည်းနည်းဇက်အိမ်ကနည်းနည်းကွဲသွားတာပေါ့နော်သူအဓိကကလည်းသူကအဲ့မွန်တရားကိုစိုက်တဲ့ချင်တာဖြစ်တဲ့အတွက်တိတ်တော့အရေးမပါဘူးအဲ့ညာနည်းနည်းပြိတ္တတွေအတွက်နည်းနည်းကထောက်ကစားဖြစ်စေမဲ့နေရာလေးပေါ့နော်စမပုံညာခင်ကစာအုပ်တွေကိုအဲ့လိုမျိုးတေချာပေါ့ပြမရေးတတ်တဲ့လူတယောက်ဖြစ်တဲ့အလျောက်ဒီစာအုပ်ကိုတေချာဆိုတာတိကျအချိန်ပေးပြီးရေးထားတာဒီစာအုပ်ရေးဖို့ဆိုလွယ်မမဟုတ်တဲ့လားအထူကြီးကိုလေတော်တော်ကြာမှတင်တယ်တနေ့နဲ့လောက်အဲ့ခါကိုပိုကြာရင်ကြာနိုင်လောက်တယ်ဒီစာအုပ်ရေးဖို့ကအရန်ခက်ခဲတဲ့အရာဆိုတော့ဒီစာကိုကြိုက်တယ်ရမ်းကောင်းတယ်လို့ပဲပြောရမှာပေါ့โอเคကျွန်တော် review ပေးပြီဆိုတော့ဒီစာအုပ်ကကျတော့ patch စီစဉ်တယ်ပေါ့နော်ဒီ book reviewer တွေဆိုရင်ဒီစမပုံညာခဲနောက်ဆုံးနှစ်ခန့်နဲ့အိမ်မက်ဆက်ကြိုးဆိုတဲ့စာအုပ်နှစ်အုပ်ထဲကနေပြီးဒီနောက်ဆုံးနှစ်ခါကိုပို့ပြီး review ပေးကြဒီစာအုပ်ကိုပို့ပြီး patch စီစဉ်တယ်ပေါ့နော်ဒီ book reviewer နေပြီးတော့ကျွန်တော်လည်းအဲ့ဒီ review ကြည့်ပြီး patch ကြည့်တယ်လုံးဝကိုကောင်းတယ်လုံးဝကိုကြိုက်တယ်ပေါ့နော်ဆရာမပုံညာခင်ကလုံးဝဝိုင်း size မှာကြီးပြပြပေါ့လုံးဝပေါ့မသွားဘူးသူ့ရဲ့ role လေးကိုထိန်းထားနိုင်တဲ့အတွက်ဖတ်ကြည့်စေချင်တယ်ပေါ့နော်ဒီစာအုပ်ဖတ်ပြီးတော့လုံးဝဘူးတုဒလည်းရမယ်လို့ထင်တယ်ပြီးတော့မြန်မာနိုင်ငံတွေနဲ့ပတ်သက်တဲ့အရာတွေမြန်မာနိုင်ငံရဲ့ဝတ်စားစီရင်မှုတွေမြန်မာရှီအောင်ယဉ်ကျေးမှုတွေမြန်မာနိုင်ငံရဲ့ဒီအင်္ဂလိပ်နဲ့တိုက်ကြတဲ့မြန်မာနိုင်ငံရဲ့ကိုယ့်ရဲ့စိတ်သက်ခွန်အားတွေမြန်မာနိုင်ငံဇာတိတိကဒီမှာတက်ကြွစေတဲ့အရာတွေကိုလုံးဝပေါ်လွင်စွာတွေ့ဖော်လာပြီးလုံးဝခံစားရမယ့်အရာတွေဒီ review ဝေးပြီးဆိုတော့ဒီစာအုပ်လေးကိုပြည့်တက်တို့ဘယ်လိုသဘောရတော့တကယ်လို့ဒီစာအုပ်ဖတ်ဖို့တဲ့သူတွေရှိမယ်ဆိုရင်ကျွန်တော်မေးချင်တာတစ်ခုရှိတယ်ဒါခင်ယွန်းလားရှင်နေတာလားအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်အခု review ပေးတာနားထောင်ပေးတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အောင် review channel ကအောင်လင်းဦးပါ subscribe လေးလုပ်ဖို့မမေ့တော့ပါနဲ့